ဆက်လက်ပြီးတော့မှဒီချင်းလေးရတော့စိတ်လို့ပြရပါတယ်ချင်းလေးအကြောင်းရတော့ကျွန်တော်အရင်တော့အမြဲစိတ်နဲ့ကြနေတဲ့ခါမှာအမြဲကိုယ်ကိုအားပေးတယ်လောကထွက်တဲ့ခါမှာလည်းအားပေးတယ်ဝမ်းနေတဲ့ခါမှာလည်းကျွန်တော်အားပေးတယ်လူသားတွေဆိုတာဘယ်လိုဖြစ်ကျွန်တော်တို့အားယူပါမယ်ခါတဲ့မောပန်းသွားပြီးတော့မှကြနေပေမဲ့လည်းကျွန်တော်တို့ကထားနိုင်တဲ့အရေးကြီးရှိရဟုတ်ပြီနော်ဒါကလည်းတာသမီးတွေဆိုတာလည်းဖြစ်တိုင်းပေမဲ့လည်းကျွန်တော်တို့ကကောင်းတာတွေကြီးပဲလာမှလည်းမဟုတ်ဘူးဆိုးတာတွေကြီးပဲလာမှမဟုတ်ဘူးနော်အဲ့ဒါတော့လိုရတယ်အားစိတ်ပဲနော်ရှိဖို့ရှင်မကိုပြရစေတော့ကြိုးစားတမစိတ်တွေဒီတော့စိတ်တွေတစိတ်ရဲ့မလေးတမစိတ်တွေဒီတော့စိတ်တွေတစိတ်ရဲ့မလေးကိုကောင်းမလို့ဒါဝိကိုစီယူတဲ့ခါအစိုးနဲ့ကလေးတွေမမြောက်ကြပါဒုနိုင်ခွေးနေလေမကောင်းမွေရတဲ့တလူချင်မှာကျွန်တော်တို့ရောက်စီတိုင်းကိုဖျားခင်ကောင်းကြည့်အများကြီးရပါစေ